ဒီနေ့မှာတော့အရှုံးများတဲ့ညီကိုတွေအတွက်ဘာလုပ်ရမလဲဆိုတဲ့အကြောင်းလေးပြောပြပေးကြပါမယ်ဆက်ကြည့်လိုက်ပါဦးပထမဆုံးတစ်ခုကတော့ရှုံးမဲပါနဲ့ကျွန်တော်အများနဲ့ပြောနေကြစကားလုံးတစ်ခုရှိပါတယ်အဲ့ဒါ discipline ပါ discipline ဆိုတာအများနဲ့စီးကမ်းရှိရမှာပေါ့ကျွန်တော်ကိုယ်တိုင်ကလည်းတညရဲနဲ့တိုင်းကို10နဲ့ချီပြီးရှုံးမှုတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်အဲ့လိုပုံစံမျိုးမှာတခြားလူတွေလည်းကျွန်တော်စာနာပြီးပြောပြတာပါเนาะကျွန်တော်ကိုယ်တိုင်တွေ့ကြုံမှုတဲ့အခါမှာရန်ရှုံးမဲပြီးလိုက်ဖို့လေဗျာဒီကောင်ကဒီကကိုကလည်းရှုံးနေတည်ရမှာရှုံးနေတဲ့အချိန်မှာဘာတွေလဲဆိုတော့အမှားတွေကပို့ပြီးတော့စင်ကဲနေပြီးတော့စင်ကဲလောက်တတ်တာပေါ့နော်ဒီကြေးတွေမြင်ဒီတင်းကဒီလိုဖြစ်ရမှာကိုယ်စိတ်မှာအဲ့လိုမျိုးပဲရှိတယ်ဒီတင်းကဒီလိုစိတ်ကိုဒီတင်းကဒီတိုင်းကန်တော့မှာဒီကြေးနဲ့ဒီတိုင်းမကန်ရအကြောင်းမရှိဘူးဒါပေမဲ့သွားလောင်းရင်တော့ဆက်ပြီးရှုံးသွားမျိုးပဲရှိရအဲ့တိုင်းရှုံးမဲပြီးလိုက်လို့ကျွန်တော်ပြန်ပြီးနိုင်သွားတာမျိုးမရှိဘူးအဲ့အတွက်ရှုံးမဲတဲ့ညီကိုတွေဟိုလဲကျွန်တော်ပြောချင်တာရှုံးမဲလုံးဝမမဲပါနဲ့ကျွန်တော်အဲ့လိုမျိုးအရန်ရှုံးများနေတဲ့လူတွေမှာပွဲလာတောင်းတဲ့လူတွေလည်းရှိတယ်ဗောနော်အရန်ရှုံးများနေလို့ကျွန်တော်မောင်းလေးတစ်မောင်းလောက်ပေးပါအကိုကြီးဆိုကျွန်တော်အဲ့လိုမျိုးချိန်ညာတယ်သူတို့ကျွန်တော်အများနဲ့ဖြောင်းပြတာဗောအကိုကြီးခဏလေးနားလိုက်ပါအောင်ဗောတည်ရမှာအဓိကရေးကြည့်တာဒုတိယချက်ဗောနော်အဲ့ဒါ take a rest ပါအနည်းဆုံးလေးတော့ခဏလေးနားလိုက်ပါအောင်ဗောဘာလို့လဲဆိုတော့ကိုကဒီကရှုံးနေတဲ့အချိန်မျိုးမှာစိတ်ကပုံမှန်မဟုတ်ဘူးဗျာကိုက stability ဖြစ်ဖို့ဆိုရင်ကိုယ့်ရဲ့စိတ်ရောကိုယ်ရောအနည်းဆုံးတော့ခဏလေးတော့အနာပေးရမယ်ပေါ့အနာပေးပြီးတော့ကိုယ့်ရဲ့စိတ်ရောကိုယ်ရောဆုံးဖြတ်ချက်မှန်ပြန်ချနိုင်ပြီလို့ကိုကတစ်ချက်ချယုံကြည်တဲ့အချိန်ကျမှပဲပြန်စားဖို့ပေါ့နော်တတိယတစ်ချက်ကတော့ဘက်ကန်ဖို့ပါပဲဘက်ကန်ဖို့ဆိုတာဘာလဲဆိုတော့ကိုဘက်ကန်ဖို့ပေါ့နော်လုံးဝကိုကဘလောင်းကလည်းမနေနိုင်တော့ညီလေးရတည်ရမှာကိုရမ်းရှုံးနေပြီကိုဆက်လဲလောင်းကျင်တယ်ကိုကခုစမ်းလည်းကြာနေပြီတည်ရမှာပွဲကလည်းစတိုက်လောင်းနေတာရှုံးနေတယ်ဆိုရင်ကိုဘက်ကန်လိုက်ပေါ့အဲ့အချိန်မျိုးကဘက်ကန်မို့ဆိုတော့အချိန်ရဲ့စိတ်အနေထားမျိုးကလည်းတခုတော့ရှိရပါတော့ကိုကစတိုက်ရှုံးနေပြီလို့ကိုထင်နေပြီဆိုပြီးထင်နေပြီတေးကြပြီဆိုရင်တော့အဲ့လိုချိန်မျိုးကကိုဘက်ကန်မို့အတင်ဆုံးချိန်ပါပဲအဲ့လိုချိန်မျိုးမှာဘက်ကန်ပဲနဲ့ပုံမှန် stable ပြန်ဖြစ်နေတဲ့ချိန်မျိုးမှာတွားပြီးဘက်ကန်မင်းတော့နည်းနည်းပြန်ပြီးအရှုံးနဲ့ထပ်ပြီးတော့ရင်ဆိုင်ရမှာပေါ့နော်အဲ့လိုမျိုးတွေတော့ရှိပါတယ်ဗျဘောလုံးပွဲတွေအကောက်ဖွင့်ဆော့ကစားခြင်းနော် Viber Telegram ဖုန်းနံပါတ်3996663398လေးမှာအကောက်ဖွင့်ဆော့ကစားလို့ရပါတယ်ဗျမြန်မာငွေကျပ်နဲ့ရောထိုင်းဘတ်နဲ့ရောရပါပြီကျွန်တော်ရှိနေပါတယ်ကျေးဇူးပါ